မင်္ဂလာပါဒါကတော့ကျွန်တော်ရဲ့နိုင်ငံတကာဆင်မီရင်လို့အိမ်သားပဲဖြစ်ပါတယ်နိုင်ငံပေါင်း195နိုင်ငံကအင်ဂျင်နီယာတွေစုပေါင်းပြီးတော့ဒီဆောက်ထားတဲ့နိုင်ငံတကာဆင်မီအိမ်သားပဲဖြစ်ပါတယ်ဒီအိမ်သားကိုတက်သူအားလုံးကတော့မင်္ဂလာပေါင်းနဲ့ခန့်ညောင်းပြီးတော့ကိုယ်စိတ်နှပြရှင်လန်းချမ်းသာကြမှာပဲဖြစ်ပါတယ်မိုးလုံလေလုံနဲ့ပဲရသည်မဆိုတော့တောင်းပြနိုင်မှာပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါထက်ရှာဆိုင်နေကြပြီဘယ်နှမတော့ထဲရမှာလဲဘယ်ညထားမှာတွေ့ပြပေါင်းတွေ့ထဲလိုက်တော့မယ်ခေါင်းလိုက်တာဟာဘယ်လိုတွေလုပ်နေတာတော့ခင်းနေပါတွေဝင်နေပြီလေကောက်ထုတ်တယ်လည်းမရဘူးစိတ်နေတာပဲကလေးရတော့မှလှုပ်လိုက်ရင်တော့တည်တော့မှာပဲမင်းတို့မှန်ပြောစမ်းမင်းပဲဥအားပေါက်တဲ့အကောင်းလဲဒီလောက်ဆော့ရတာလားဟဲ့ဝိတ်နေတက်လာတယ်လို့ပဲကွာတခါလဲခွင့်မှုလမ်းမမီဘူးခွင့်ပေးပါကွာဒီအိမ်တော်ငါဘယ်လိုတက်ရမှာလဲဒီခန္ဓာကိုယ်နဲ့ဒီအိမ်တော်ငါဘယ်လိုတက်ရမှာလဲအောက်မှာပဲကိစ္စရှင်းလိုက်တော့မှာကွာနောက်မှလူမှသားကြီးကြည့်ရှင်းလိုက်ငယ်ကောင်တော့ဖုန်းကြည့်တာကြပြီပေးပေးရလဲကိုမသားကြည့်တဲ့ဟာကိုပြန်ပေးကိုမသားကြည့်တာဆိုအတုံးမဲရဂျယ်လီတုံးလာတိုက်လို့ကောင်းမယ်ကောင်ဂျယ်လီတုံးလိမ့်ပြန်ထားစမ်းတိုက်မလို့နေတာပဲကွာဂျူနဲ့တိုက်ရခေါင်းနဲ့တိုက်ရနေတာပဲနောက်တစ်ချက်ထောက်ကောင်းလိုက်တာကွာဒီလိုမျိုးနေတိုင်းတိုက်ချင်နေတာတိုက်မယ်မပြေးနဲ့လေတိုက်ကွာလွင့်ထွက်သွားရင်ဂျယ်လီတို့ဘောလုံးလိုပဲမဆွဲနဲ့လေလူကောင်းကြီးရဲ့မဆွဲနဲ့ဟိုမှာဂျယ်လီတို့တစ်ချက်လောက်နောက်ဆုံးတစ်ချက်တိုက်ချင်သေးတယ်မဆွဲနဲ့ကိုလာပြီချင်းလေးကိုလာပြီတိုက်သွားပြီဒီစေးပဲချင်းလေးကိုဘာမှမဖြစ်စိတ်မပူနဲ့9မိနစ်တည်းကိုရောက်လာလိမ့်မယ်စိတ်ချမယ်တော့တဲလေးနော်ကိုစိတ်ချတော့ဘာမှမဖြစ်ဘူးတလားတစ်ခုနှစ်ခုသုံးခုလေးခုငါးခုဒီကွာဘယ်လဲအမင်းနဲ့နေတဲ့ကောင်မလို့လေငါဘာငါနေတာနော်သူမှယူဆိုင်ရှာမလို့နင်ကားပေါ်ငါတက်နေလဲဘာဖြစ်လဲနင်ပတ်ဆိုင်နေဝဲငါဖိနေငါထိုင်တာဘာမှပြုကျေးဇူးတင်လိုက်တဲ့ခင်ဂျိုဇိုးမှာပတ်မလေးတက်ပေးထားတာအခွေအနောက်ကလာတဲ့ပုတ်ဆွဲချိတ်ဆွဲမဲ့ကောင်ရတပုံကြီးဗျာခင်ကျေးဇူးတင်ရနော်ဘာမှကြည့်မနေနဲ့အမွေမွေးခတဲ့ဒီတိုင်းပဲခွေးလိုမြောက်လိုဒီပုံစံပဲအရင်လည်းဒီပုံစံပဲနောက်လည်းဒီပုံစံပဲဘာမှမကြည့်နဲ့ဘာမှမထူးဆန်းဘူးဟုတ်လားကိုဟိုမှာတီးတွေ့ပြီးတီးစားချင်တာတော့ပဲဒီလေးလမ်းဆိုင်လာမှာဟုတ်တီးရလည်းမချူပြေးဦးမှာပဲညောင်တိုင်းမင်းပိုင်လာတူးလာတယ်မစားမတော့အဲ့ဒီလက်ဝါးဖြတ်အမေကတင်ပေးရတာငါမှလည်းတစ်ခုပဲရှိတယ်ကွာမင်းမပေးချင်ဘူးပြောဝါမင်းစားချင်တယ်ဆိုရင်ပေးလိုက်မယ်ကွာစားဝါစားပြန်ပေးရနော်ပြန်ပေးရဟုတ်ပြီမရင်နဲ့ကွာငါလည်းဒုက္ခရောက်နေတာကွာမိတိုင်းကြိုးလို့တက်မသိဦးအေးအခါနခါမပြောသေးဘူးနော်မပြောသေးစော်နေရောက်တဲ့တပြိုင်တည်းထားရတာရှိတယ်ကွာဟိုတယောက်ဘာမသိငါတယောက်လေးပဲကြည်နေအလားတော့တိုင်ရတပြိုင်နဲ့တည်းစော်နေရောက်ဆုံးအဲ့တော့စမ်းပွင့်မဲ့သူရှိဦးမလား